ကိုဘက်ကနေသဘောထားကြီးကြီးနဲ့ခွင့်လွတ်နားလည်ပေးလိုက်တဲ့အခါမှာငါလုံရင်ရပါတယ်သူငါ့ကိုဘာမှပြောမှမဟုတ်ပါဘူးငါပိုင်ပါတယ်ငါနိုင်ပါတယ်ဆိုတဲ့ပုံစံမျိုးနဲ့အမားတွေကိုစက်တိုက်ကျိုးလွန်လာတယ်မားနေလို့မားနေတဲ့အကြောင်းကိုထောက်ပြရင်အရန်ကိုစိတ်ဆိုးသွားတဲ့လူတွေကိုကြုံဘူးလားဒါဆိုရင်ဗီဒီယိုကိုဆုံးအောင်ကြည့်လိုက်ပါတချို့ကသူတို့ရဲ့အမားတွေကိုမားနေပါတယ်လို့ကိုယ့်ဘက်ကထောက်ပြလိုက်ရင်စိတ်ဆိုးကြတယ်ဒေါသထွက်ကြတယ်ရံမှုကြတယ်အဲ့ဒီတော့ဓာတ်ရိုက်ကြီးမားနေပါတယ်လို့မပြောဘဲနဲ့တွယ်ဝိုက်ပြီးတော့မှပြောပြန်ရင်လေနားမလဲကြပြန်ဘူးအဲ့ဒီအခါမှာကိုယ့်ဘက်ကနေပြီးတော့မှမားတတ်တာပဲလေတခါတလေတော့မားမှာပေါ့မားပါစေသူနားမလဲသေးလို့နေမှာပါလို့ဆိုပြီးတော့ကိုယ့်ဘက်ကနေသဘောထားကြီးကြီးနဲ့ခွင့်လွတ်နားလည်ပေးလိုက်တဲ့အခါမှာအဲ့ဒီလူဘက်ကဘာဆက်ပြီးဖြစ်လာတယ်လဲဆိုတော့ငါလုံရင်ရပါတယ်သူငါ့ကိုဘာမှပြောမှမဟုတ်ပါဘူးငါပိုင်ပါတယ်ငါနိုင်ပါတယ်ဆိုတဲ့ပုံစံမျိုးနဲ့အမားတွေကိုစက်တိုက်ကျိုးလွန်လာတယ်အကြိမ်ကြိမ်ကိုစော်ကားလာတယ်အကြိမ်ကြိမ်အနိုင်ယူလာခဲ့တယ်အဲ့ဒီတော့မားနေတာကိုမားတယ်လို့ထောက်ပြရင်လည်းစိတ်ဆိုးဒေါသထွက်တယ်တွယ်ဝိုက်ပြီးပြောတော့လည်းနားမလဲဘူးအမားတွေကိုစက်တိုက်ကျူးလွန်ပြီးတော့ကိုယ့်ကိုအချင်းချင်းစော်ကားတယ်ကိုယ့်ကိုဝမ်းနဲ့ကြေကွက်ရအောင်ချင်းချင်းလှုပ်တယ်အဲ့လိုလူမျိုးတွေနဲ့ကြုံလာခဲ့ရင်ဘယ်လိုမျိုးကြော်ဖြတ်ရမလဲဘယ်လိုမျိုးရင်ဆိုင်ရမလဲဆိုတဲ့အဖြစ်တစ်ခုပဲရှိပါတယ်အဲ့ဒါကဘာလဲလဲဆိုတော့အဲ့လိုလူမျိုးတွေကိုဥပက္ခာပြုလိုက်ဖို့ပါပဲဥပက္ခာပြုနိုင်အောင်ကြိုးစားဖို့ပါပဲဥပက္ခာဆိုတာကသူ့ကိုမကျေနပ်လို့မုန်းသွားလို့မခေါ်မပြောတော့တာမဟုတ်ဘူးသူအကြောင်းမကြားကျင်တော့တာမဟုတ်ဘူးသူနဲ့ပတ်သက်ပြီးတော့မှကောင်းတာပဲကြားကြားဆိုးတာပဲကြားကြားကောင်းတာတွေကြားလို့လဲပျော်ရွှင်တာမရှိတော့ဘူးဆိုးတာတွေကြားလို့လဲဝမ်းနည်းတာတွေမဖြစ်တော့ဘူးသူနဲ့ပတ်သက်ပြီးတော့ဘာပဲဖြစ်ဖြစ်သူ့ရဲ့အပေါ်မှာချစ်ချင်းမရှိတော့ဘူးမုန်းခြင်းလည်းမရှိတော့ဘူးချစ်ချင်းမုန်းခြင်းကင်းနေတာတာယာပြမကင်းနေတာကိုဥပက္ခာလို့ခေါ်တယ်အဲ့တော့အဲ့လိုလူမျိုးတွေနဲ့တွေ့ကြုံလာရင်ဥပက္ခာပြုနိုင်အောင်ကြိုးစားပါလူတွေကလူလို့ပဲသူ့ကိုမြင်တော့တာအဲ့ဒီတော့လူဆိုတာကလူတိုင်းကလောကကြီးကသူ့သဘောကိုသူဆောင်နေကြတာပဲငါဖြစ်ချင်တိုင်းဖြစ်နေတာမှမဟုတ်တာငါဖြစ်ချင်တဲ့ပုံစံအတိုင်းဖြစ်နေတာလည်းမဟုတ်ဘူးသူ့သဘောသူဆောင်ပြီးတော့မှသူဖြစ်ချင်တယ်လို့သူဖြစ်နေတာပဲလို့နှလုံးသွင်းရမယ်ဣဇမေနာဝေတိကေ